စနေတနင်္ဂနွေကျောင်းပိတ်ရက်မှာတက်ဆရာတန်းတွေလည်းမရှိဘူးဆိုတော့ဒီနေ့ကျောင်းရဲ့ဂျင်နီဇီယံဟောမှာပတ်ထန်သွားရပါမယ်ရှင်။ကျောင်းရဲ့ဒီဂျင်နီဇီယံဟောကအချိန်မလို့ဘတ်စကတ်ဘောတွေဘောလီဘောဘတ်မင်တန်အကုန်ဆော့လို့ရပါတယ်။ကိုသွားချင်တဲ့အချိန်သွားလို့ရမှာမဟုတ်ဘဲနဲ့ဘယ်နေ့မှဘယ်ချိန်ဖွင့်တယ်ဆိုတဲ့အချိန်ကြားလေးရောရှိပါတယ်။အားကစားတစ်ခုခုမလုပ်ခင်တစ်ခုလေးချင်းကလုပ်ဖို့တော့မင်းနဲ့နော်။စကလာတို့တငယ်ချင်းတွေပတ်ထန်ရိုက်တာတနားကျော်လောက်ရှိရပေါ့နော်။ပတ်ထန်ကလေ EPU ရောက်မှပဲရိုက်ဖြစ်တော့တယ်မရိုက်တာတို့တောင်ကြာနေပြီ။စကလာတို့ခဏလောက်ဆော့ပြီးနားတယ်ပေါ့နော်။နားပြီးရောအဆောင်ပြန်ကြပါတယ်။စကလာတို့9လမှရှိရဲ့မြန်မာမမတယောက်က floor event အတွက်ကိုကီလေးသူလုပ်မယ်လို့ကြားလို့သူရှိရနေလုံနီးလေးလည်းသိချင်တာနဲ့တောင်းဝိုင်းလုပ်ပေးဖြစ်တယ်ပေါ့နော်ဒါကတော့ Scala တို့တူလုပ်ထားတဲ့ကိုကီလေးပေါ့နော် floor event မှာတူတူစားရအောင်လို့စပွဲလေးမှာတင်ပေးထားရပေါ့နော်သူတို့လည်းတော်တော်လေးကြိုက်ကြပါတယ် floor event မှာတာကိုယာကီလို့စားကြရပေါ့နော်တော်တော်လေးလည်းစားလို့ကောင်းပါတယ် floor event မှာကြတော့အလော်မရှိတဲ့သူတွေအကုန်လုံးကလာကြတာမလို့တယောက်ရင်တယောက်ပို့ပြီးတော့လည်းရင်းနှီးသွားကြတယ်ပေါ့နော် floor event လည်းပြီးတော့ကိုယ့်ရဲ့ကိုစားပြီးလိုမျိုးပုံကလေးနဲ့ decoration လေးဆွဲရတယ်ပေါ့နော်တာကိုယာကီလေးချက်သွားလိုက်စားလိုက်ပြန်လုံးလိုက်နေတော်တော်လေးလည်းပြောဖို့ကောင်းခဲ့ပါတယ် Scala ရဲ့ကျောင်းပိတ်ရဲ့ vlog လေးတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် Thanks for watching guys bye bye